Hello မင်္ဂလာပါဒီဖေTikTok ကြည့်ရနေပေါ့နော်အရန်လူချင်းတဲ့ပစ္စည်းတစ်ခုဒီဖေမျိုးဝယ်လာခဲ့ပါပေါ့နော်အပစ္စည်းတွေကဘာလို့ဖြစ်နေဆိုတော့ဒီဖေနဲ့တူတူ unboxing အတူတူလောက်ကြမယ်ပေါ့နော်ဒီနဲ့တူတူလိုက်ကြည့်ပြပါအောင်နော်အဲ့ဒါဒီကောင်လေးပါ H3SC လေးပါgimbal ပေါ့နော်ဒါလေးကိုပဲလိုချင်တော့ပေါ့နော် TikTok မှာတွေ့တဲ့အတွက်ပဲဝယ်လာခဲ့တဲ့ဆိုင်သုံးမှုအတွက်နဲ့ပဲ blog ရရင်သုံးမှုတော့ပါပဲဒီလိုအပေါ်မှာလည်းပြောကြမယ်နော်ဒီမှာသူကဒီမှာပေါ့နော်ဒီမှာမလုပ်တဲ့နဲ့လက်ပေါ်တော့ဒီမှာ draw scan လေးနဲ့ဗီဒီယိုလေး tutorial ကြည့်ဖို့လေးရတေးပေးထားတယ်ဒီမှာကိုက်ပုံလေးလည်းပါတယ်ဒီတော့ဒီမှာနီကလေးပေါ့နော်ဒီဘက်ကအပေါင်းလေးလုပ်ချင်လို့ဆိုပြီးတော့ parking တိုင်းမှာလာကြပါနော်ဒီကောင်လေးကဒီမှာဒီအကိုတော့နေမှာဒီ triangle လေးပေါ့နော်အသီးလေးပေါ့နော်ဒါလေးပါမယ်ပြီးရင်သူ့ရဲ့အာသွင်းကြိုးလေးပါမယ်ဒါတော့ဒီကောင်လေးထည့်သွားဖို့ပေါ့နော်အခလေးပါတယ်ပြီးတော့ဒီမှာရှင်နော်ကဲဘယ်တာလေးကိုစမီပြန်လာခဲ့မနော်လေးကတော့ဒီဘက်စတန်လေးကိုထည့်ဖို့ပေါ့နော်အခလေးပါဝယ်ခဲ့တာပါအထဲကိုဖွင့်ကြည့်မယ်ပေါ့နော်အထက်မှာတော့သူဟာဒီလိုမျိုးဘေးအိတ်ကလေးလည်းပါမယ်ပြီးွားရင်စတန်လေးပြုံးမကြအောင်ကပတ်လေးနဲ့လည်းလုပ်ပေးထားတယ်ပြီးတော့လွယ်ဖို့ဂျူလေးလည်းပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ဂျူကသူကအမစီးမှာပဲတက်ကင်မရာမှာပဲတက်ရရပေါ့နော်ဒါလေးကတော့စတန်လေးပေါ့နော်သူက remote လေးလည်းပါတော့သူကအဝေးအနေနဲ့အထိန်လောက်လို့ရပါပေါ့နော်ဒါလေးကတော့ပဲဒီအားလေးနဲ့ရိုက်တဲ့ဗီဒီယိုတတ်တင်မိမှာပေါ့နော်အခုလိုပဲဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတက်တာပါနော်ဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်